င်္ဂလာပါ Infonet Channel ကနေကြိုဆိုပါရခင်ဗျာကဘာကြီးပူနွေးလာတဲ့မြကဘာမြေတူလေတူးရဲ့အပူချိန်တွေမြင့်တက်လာတာကနေအစပြုတ်ပြီးတော့မုန်တိုင်းကြီးတွေဖြစ်ပေါ်လာလေရှိပါတယ်ကဘာမှာရှိတဲ့နိုင်ငံတော်တော်များများမှာဆိုင်ကလုန်းတိုင်ဖွန်းဟာရီကိန်းနဲ့လေဆင်နာမောင်းမုန်တိုင်းတွေကြောင့်နှစ်စဉ်လူသက်ပေါင်းများစွာတေကျေပျက်စီးနေရတယ်လို့ဆုံးရှုံးမှုတွေလည်းအလွန်များပြားပါတယ်ဒီလေမုန်တိုင်းတွေထဲမှာလေဆင်နာမောင်းမုန်တိုင်းကြီးတွေကတော့မိနစ်ပိုင်းအတွင်းမှာပဲလမ်းကြောင်းပေါ်မှာရှိတဲ့အရာအလုံးနှီးပေါင်းတစားစီချိုးပြတ်နိုင်လောက်အဖြတ်ဆွမ်းအားကြီးမားလာပါတယ်လေဆင်နာမောင်းမုန်တိုင်းကြီးတွေဟာမြေပြင်ပေါ်ဆင်းသက်လာတဲ့အခါမှာအရာအလုံးကိုဖျက်ဆီးနိုင်တဲ့သဘာဝတရားရဲ့အစွမ်းထက်ဆုံးလက်နက်တွေကတစ်ခုပါဒီမုန်တိုင်းတွေဟာဘယ်ချိန်မှာဖြစ်ပွားမယ်ဘယ်နေရာမှာတိုက်ခတ်မယ်ဆိုတာကိုခန့်မှန်းရခက်တဲ့မုန်တိုင်းကြီးတွေပါဒီမုန်တိုင်းတွေဟာဆိုင်ကလုန်းတိုင်ဖွန်းဟာရီကိန်းမုန်တိုင်းကြီးတွေလိုမျိုးပင်လယ်ပြင်နဲ့နီးတဲ့ပူနွေးတဲ့ဒေသတွေမှာပဲဖြစ်လေရှိတာမဟုတ်ပါဘူးဒီလေဆင်နာမောင်းမုန်တိုင်းတွေဟာပင်လယ်ပြင်မှာရောကုန်းမြေမှာရောသူတို့ဖြစ်ချင်တဲ့နေရာတိုင်းမှာဖြစ်လေရှိပါတယ်အဲ့ဒီတော့မိနစ်ပိုင်းအတွင်းမှာပဲအဖြတ်ဆွမ်းအကြီးမားတဲ့ဒီလိုလေဆင်နာမောင်းကြီးတွေဘယ်လိုဖြစ်ပေါ်လာတာလဲလေဆင်နာမောင်းကြီးတွေဖြစ်ပေါ်လာတော့မယ်ဆိုဘယ်လိုရှေ့ပြေးလက္ခဏာတွေကိုကြည့်ပြီးသိရှိနိုင်မလဲဆိုတာတွေကိုဒီဗီဒီယိုလေးမှာကျွန်တော်လေ့လာမိသမျှအမျှဝေပေးသွားမှာပါခင်ဗျာလေဆင်နာမောင်းမုန်တိုင်းတခုစတင်ဖြစ်ပေါ်လာပုံဟာအလွန်စနစ်ကျတဲ့တဘာဝဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။နေရဲ့အပူချိန်ကြောင့်မြေပြင်ရဲ့အပူချိန်ဟာရုတ်တရက်မြင့်တက်လာပြီးပူနွေးဆူတဲ့ရင်ငွေ့တွေပါဝင်တဲ့လေတွေဟာအထက်ကိုပြန်တက်သွားပါတယ်။အထက်ကိုပြန်တက်သွားတဲ့လေဘူးတွေဟာလေအေးတွေနဲ့တွေ့တဲ့အခါမှာတော့ကျွန်တော်တို့မြင်နေရတဲ့တိမ်တိုင်ကြီးတွေဖြစ်စတင်ဖြစ်တည်လာပါတယ်။အဲဒီနောက်မှာတော့မြေပြင်နဲ့နီးကပ်စွာရှိနေတဲ့လေတူးဟာနှီးကွေးစွာတိုက်ခတ်နေပြီးအပေါ်ပိုင်းလေတူးကတော့လေတိုင်တို့ပုံပုံမြန်ဆန်နေတဲ့အတွက်လေတူးရဲ့အမြင့်ပေလိုက်ဥတီကျန်တဲ့အရှိန်တွေကွာခြားခြင်းတွေဟာလေတူးမငြိမ်တက်မှုတွေစတင်ဖြစ်တည်လာပါတယ်။အဲ့ဒီနောက်မှာတော့လေတူးဟာရေပြင်ကြီးအတိုင်းပိုက်လုံးတရံစတင်လဲပတ်လာပါတယ်။ဒီလိုအလျားလိုက်ပိုက်လုံးပုံတရံလဲပတ်နေတဲ့လေတွေကိုမြေပြင်ကနေအထက်ကိုတက်နေတဲ့လေဘူးစီးကြောင်းဟာအလျားကနေပင့်တင်လိုက်တဲ့အခါမှာတော့အလျားလိုက်လဲပတ်မှုကနေဒေါင်လိုက်လဲပတ်မှုပုံစံကိုပြောင်းလဲသွားပါတယ်။အဲ့ဒီလိုဒေါင်လိုက်လဲပတ်နေတဲ့လေတိုင်ကြီးဟာမုန်တိုင်းရဲ့အလဲပဟိုမှာအရှိန်ရလာပြီးမုန်တိုင်းတစ်ခုလုံးပါလဲပတ်စေတဲ့မက်ဆိုဆိုင်ကလုန်းဖြစ်တို့ရောက်ရှိသွားပါတယ်ဒီအချိန်တွေကတော့လေဆင်နာမောင်းဖြစ်ပေါ်လာဖို့အားကောင်းလာတဲ့အချိန်မှာနောက်ဆုံးအစစ်ဖြစ်တဲ့ဒီမက်ဆိုဆိုင်ကလုန်းအတွင်းမှာရေကိုးရင်ငွေတွေဟာငွေရဖွဲ့ပြီးဖန်နယ်ကလောက်အဖြစ်အောက်ဘက်ကိုငိုက်ဆင်းလာပါတယ်မြေပြင်နဲ့ထိစပ်သွားတဲ့အခါမှာတော့ပတ်ဝန်းကျင်မှာရှိတဲ့အရာအားလုံးကိုစုပ်ဖြတ်စည်းပြစ်နိုင်တဲ့ကြောက်မက်ဖွယ်လေဆင်နာမောင်းကြီးစတင်ဖြစ်တည်လာပါတော့တယ်အနားလေလွယ်အောင်ပြောရရင်တော့လေတို့အလွှာတွေရဲ့လေတိုင်တို့ကွဲပြားမှုဟာလေကိုအလျားလိုက်လဲပတ်စေပြီးဒီမြေပြင်ကနေတက်လာတဲ့လေဘူးစီးကြောင်းဟာခါးလေကနေပင့်တင်လိုက်တဲ့အခါမှာဒေါင်လိုက်ပုံစံပြောင်းလဲသွားပြီးတော့လေဆင်နာမောင်းကြီးတွေဖြစ်ပေါ်လာတယ်လို့အကြမ်းဖျင်းသတ်မှတ်ထားလို့ရပါတယ်လေဆင်နာမောင်းကြီးတွေဟာရွယ်စားနဲ့ပုံတရံအမျိုးမျိုးပြောင်းလဲနိုင်ပါတယ်ရွယ်စားဟာမီတာရာနဲ့ချီပြီးတော့ကြီးမားကျယ်ပြန့်လာနိုင်တဲ့အခါတွေလည်းရှိပါတယ်ဒီလေဆင်နာမောင်းကြီးတွေဟာလှင်မြန်တဲ့အရှိန်နဲ့မိနစ်ပိုင်းအကြာတာတိုက်ခတ်လေးရှိပေမဲ့တခါတလေမှာတော့နိုင်ပိုင်းအထိကြာမြင့်တတ်ပါတယ်အကယ်၍သင်ဟာလေဆင်နာမောင်းကြီးရဲ့မလှမ်းမကမ်းမှာရှိနေမယ်ဆိုရင်တော့သင်ရဲ့နားတွေကဥနေမှာအမှန်ပါပဲဘာလို့လဲဆိုတော့ဘေးပတ်ဝန်းကျင်မှာရှိတဲ့လေတွေကိုလေဆင်နာမောင်းကြီးကဆွဲယူနေတဲ့အတွက်လေထုဖိအားလျော့နေသွားလို့ပါလေဆင်နာမောင်းကြီးတွဲမှာရှိတဲ့လေတွေဟာလှင်မြန်စွာတိုက်ခတ်နေတဲ့အတွက်အရှိန်ကိုတိုင်းတာဖို့မလွယ်ကူပါဘူးဒါကြောင့်လေဆင်နာမောင်းတစ်ခုရဲ့တိုက်ခတ်နှုန်းကိုဖူဂျီတာစကေးနဲ့ခံမှန်းတိုင်းတာကြပါတယ်အနည်းဆုံး EFO အဆင့်ကနေအမြင့်ဆုံး EFI အဆင့်ထိသတ်မှတ်ပါတယ်EFO အဆင့်မှာဆိုရင်တော့တနာရီလေတိုင်နှုန်း65မိုင်ကနေ85မိုင်ထိတာရှိပြီးတော့ဒီအိမ်ခေါင်မိုးတွေလမ်းမဲ့တက်ကိုင်းတွေကျိုးကြရုံလောက်ပဲဖြစ်စင်ပါEF2 အဆင့်ရောက်သွားရင်တော့စိုးရိမ်စရာအခြေအနေကိုရောက်လာပါပြီတနာရီလေတိုင်နှုန်း117မိုင်ကနေ135မိုင်နှုန်းနဲ့တိုက်ခတ်နိုင်ပြီးတော့ဒီတစ်ပင်တွေကိုတော့အမြင့်ကနေကျွတ်ထွက်သွားစေမှာပါအမြင့်ဆုံးအစစ်ဖြစ်တဲ့ EFI အစစ်ဆိုရင်တော့တနာရီလေတိုင်တို့မိုင်းနေရအထက်နဲ့တိုက်ခတ်မှာပါဒီလေတိုင်တို့ကအခိုင်အမာတိဆောက်ထားတဲ့ဒီကွန်ကရစ်အဆောက်အုံတွေကိုတော့အမြင့်ကနေလှန်နိုင်ပြီးတော့လမ်းကြောင်းပေါ်မှာရှိတဲ့အရာအားလုံးကိုအဆိုးရွားဆုံးဖျက်ဆီးခံရမှာပါလေဆင်နာမောင်းကြီးတွေတိုက်ခတ်လာပြီးဆိုရင်ပတ်ဝန်းကျင်မှာရှိတဲ့အရာအားလုံးဟာတစားစီချိုးပြတ်ခံရပြီးတော့လေထဲမှာပြန်ဝဲနေတတ်တဲ့အတွက်တဲ့အနားမှာရှိတဲ့ဘယ်အရာဝတ္ထုမှမဆိုတေးစေနိုင်တဲ့လက်နက်တစ်ခုဖြစ်ပြောင်းလဲသွားနိုင်ပါတယ်ဒါပေမဲ့ဒီလေဆင်နာမောင်းကြီးတွေကတခြားသောမုန်တိုင်းတွေလိုမျိုး2ရက်3ရက်တော့မကြာတတ်ပါဘူး
သူတို့ဟာမိနစ်ပိုင်းအတွင်းမှာပဲပျောက်ကွယ်သွားတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီတခဏမိနစ်ပိုင်းအချိန်ကိုတော့တဲ့အနေနဲ့ဘေးကင်းလုံခြုံတဲ့နေရာကိုတေချာရွေးချယ်ထားဖို့လိုပါလိမ့်မယ်။ကမ္ဘာပေါ်မှာတစ်နှစ်ကိုလေဆနာမောင်းတိုက်ခတ်မှုအကြိမ်2000နီးပါးရှိပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့မုန်တိုင်းကြိုကာလနဲ့မုန်တိုင်းမီကာလတွေမှာတစ်နှစ်ကိုအနည်းဆုံး3ကြိမ်ကနေ5ကြိမ်ထက်လေဆနာမောင်းသေးစားလေးတွေဖြစ်ပေါ်လေးရှိပါတယ်။လေဆနာမောင်းတွေကတစ်နှစ်ပတ်လုံးဖြစ်ပွားနိုင်ပေမဲ့ထိုနာဒိုစီဇန်လို့ခေါ်တဲ့အချိန်မှာအဖြစ်အများဆုံးပါအထူးသဖြင့် AB မေဇွန်ဒီ3လဟာလေပူနဲ့လေရဲ့အပြင်းထန်ဆုံးအားပြိုင်နေတဲ့အချိန်ဖြစ်လို့တစ်နှစ်တာဖြစ်ပွားမှုရဲ့ထက်ဝက်ကျော်ဒီကာလမှာဖြစ်လေရှိပါတယ်။အမေရိကန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ Tornado Alley ဆိုတဲ့လွင်ပြင်ဟာထူးခြားတဲ့ပထဝီဝင်အနေအထားတွေရာနှစ်စဉ်ကမ္ဘာပေါ်မှာလေဆနာမောင်းတိုက်ခတ်မှုကျရဲ့အများဆုံးဖြစ်ပေါ်တဲ့နေရာတစ်ခုပါ။အဲ့ဒီဒေတာဟာမတူညီတဲ့လေထုအင်အားစု3ခုထိပ်တိုက်တွေ့ဆုံရာစစ်တလင်းတစ်ခုတစ်ဖွဲဖြစ်နေပါတယ်။မက္ကဆီကိုပင်လယ်ကွေ့ရနေတက်လာတဲ့နှွေးထွေးဆိုးဆိုးတဲ့လေတွေကနေဒါနိုင်ငံကနေတိုက်ခတ်လာတဲ့အေးမြ6တွေ့တဲ့လေတွေနဲ့ Rocky Mountain တောင်တန်းတွေကိုဖြတ်ကျော်လာတဲ့ပူနွေး6တွေ့တဲ့လေစီးကြောင်းတို့ဟာဒီလိုကျယ်ပြန့်တဲ့လွင်ပြင်ကြီးထဲမှာအဟံတားမရှိတိုက်ရိုက်ဆုံမိကြပါတယ်။ဒီလိုပထဝီရဲ့အနေအထားတွေကြောင့်တစ်နှစ်ကိုလေဆင်နာမောင်း1000ဝန်းကျင်ခန့်တိုက်ခတ်လေရှိပြီးတော့ကမ္ဘာပေါ်မှာလေဆင်နာမောင်းတိုက်ခတ်မှုအကြိမ်ရဲ့အများဆုံးဒေသတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။လေဆင်နာမောင်းကြီးတွေဖြစ်ပေါ်လာတော့မယ်ဆိုရင်ရှေ့ပြေးလက္ခဏာတွေကတစ်ဆင့်ကြိုတင်ခံမှန်းသိရှိနိုင်ပါတယ်။လေဆင်နာမောင်းကြီးတွေဖြစ်ပေါ်လာတော့မယ်ဆိုရင်အေယာမမိုးတိမ်တာကြီးတွေဖြစ်ပေါ်လာတာမိုးချင်းတာလျှက်စီးလက်တာမိုးဒီကျွေကြတာစတဲ့ရှေ့ပြေးလက္ခဏာတွေကိုတွေ့မြင်ရမှာပါ။ယနေ့ခေတ်မှာမိုးလေဝသသတိပေးစနစ်တွေလည်းရှိနေပါတယ်။ Tornado Watch ဆိုတဲ့လေဆင်နာမောင်းဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့သတိပေးချက်တွေ Tornado Warning ဖြစ်နေပြီးဒါမှမဟုတ်ဖြစ်တော့မယ်ဆိုတဲ့သတိပေးချက်တွေကို view design နားထောင်ပြီးဘေးကင်းရနေရာတွေကိုအမြန်ဆုံးခေါ်လုံနိုင်မှာပါ။အန်ဩစရာကောင်းတာကလိမ့်ဆန်တွေဟာလေဆင်နာမောင်းမုန်တိုင်းတွေဖြစ်ပေါ်လာတော့မယ်ဆိုတာကိုကျွန်တော်လူသားတွေအတွက်ပိုစောပြီးခံစားသိရှိနိုင်ကြပါတယ်။လေထုဖိအားပြောင်းလဲမှုတွေကြောင့်လူသားတွေမကြားနိုင်တဲ့အနေပိုင်းလှိုင်းနှုံးတွေကိုသူတို့ရဲ့အာရုံတွေနဲ့ခံစားသိရှိနိုင်ပြီးဒီစိုးရိမ်ပူပန်တဲ့အမူအရာတွေနောက်ပုံအောင်ဖို့ကြိုးစားတာမျိုးတွေလှုပ်ဆောင်တတ်ကြပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့တွေကဒီလိုမျိုးရှေ့ပြေးလက္ခဏာတွေကိုကြည့်ပြီးလေဆင်နာမောင်းတိုက်ခိုက်လာတော့မယ်ဆိုတာကိုကြိုတင်သိရှိနိုင်ပါပြီ။ဒီလိုရှေ့ပြေးလက္ခဏာတွေကိုမြင်နေရပြီဆိုရင်တော့တင့်အတွက်အချိန်နှဲငယ်တာရမှာဖြစ်တဲ့အတွက်ဘေးကင်းလုံခြုံအရက်ကိုအမြန်ဆုံးတေချာရွေးချယ်နေထိုင်သင့်ပါတယ်။လေဆင်နာမောင်းမုန်တိုင်းတွေတိုက်ခတ်မှုတွေကြောင့်အိမ်အမိုးတွေလွတ်ထွက်သွားနိုင်တဲ့အတွက်ဒီအိမ်ပေါ်မှာမနေဘူးအကြံပြုချင်ပါတယ်။နောက်ပြီးဒီလေဆင်နာမောင်းတွေတိုက်ခတ်တဲ့အချိန်မှာနေရင်ရဲ့ပထမဓာတ်ဟာဒုတိယဓာတ်ထက်ပိုပြီးတော့လုံခြုံပါတယ်။ပထမဓာတ်ထက်မြောက်ခမ်းတော့အလုံးကျုံဆုံးဖြစ်မှာပါ။မြောက်ခမ်းမရှိဘူးဆိုရင်လေဝင်ထွက်နေတဲ့တန့်စင်ကန်းတွေဒါမှမဟုတ်ဒီရေချိုးကန်းတွေမှာဝင်ရောက်ခိုလုံနိုင်ပါတယ်။တာမန်အားဖြင့်တော့လေဝင်ထွက်နေတဲ့အခန်းဟာတဲ့အတွက်အလုံးကျုံဆုံးနေရပါ။ဘေးရန်နေရဆိုတာရှောင်လွဲလို့မရပေမဲ့ဒီလိုရှေ့ပြေးလက္ခဏာတွေကိုသိရှိထားခြင်းနောက်မုန်တိုင်းသတိပေးစနစ်တွေကိုနားလည်ထားခြင်းနဲ့ဘေးကင်းလုံခြုံရာနေရာတွေကိုစနစ်တကျရွေးချယ်တတ်ခြင်းတွေဟာဒီမုန်တိုင်းအောက်မှာအသက်ဆက်ဖို့အတွက်အဓိကတော့ချက်တွေပါဒါကြောင့်သတိရှိခြင်းဟာအသက်ကိုကယ်တင်နိုင်ပြီးတော့ကြိုတင်ပြင်ဆင်ခြင်းဟာမိသားစုကိုလုံခြုံစေမှာပါခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို like and subscribe နှိပ်ထားသွားနိုင်ပါတယ်ခင်ဗျာ